Man City ကို PTV လမ်းသလားနေတဲ့ဂန်းနာတွေကိုဆုံးမအောင်မယ်ဆိုတဲ့ United ပြည်ထောင်စုဝိုင်းအောင်မြောင် United တို့ကတော့ပြီးခဲ့တဲ့စနေနေ့ညကမတင်မှတ်ထားတဲ့ရလဒ်တစ်ခုကိုဒါဘီပွဲစဉ်မှာလုပ်ပြခဲ့ပါတယ်။ညနေနေတဲ့မနက်ခင်းလေးတစ်ခုဟာဖန်တချိုးကြောင့်ဝန်တိုင်းကျဲတန်တွေကြားခဲ့ရပါတယ်။မန်ချက်စတာဒါဘီမှာ Man City နိုင်မှာပါဆိုတဲ့အတန်တွေတော့စွန့်အားခဲ့ရပြီးဂွာလာနဲ့ဟာလန်ကိုတိတ်ဆိတ်အောင်လုပ်နိုင်ခဲ့တဲ့ United ဗျူဟာကတကယ်ကိုထိရောက်ခဲ့ပါတယ်။တိုက်စစ်ကောင်းပါတယ်ဆိုတဲ့ Man City ကို United အသင်းကဂိုးပေါင်းတင်မှုတစ်ချိန်သာ800လောက်အောင်စွမ်းဆောင်ပြခဲ့ပြီး United အသင်းကတော့နီးပြမိုက်ကယ်ကာရီနဲ့ဝန်တိုင်းကျဲလာတော့မှာပါဒီတစ်ခေါက်မှာမိုက်ကယ်ကာရီရင်ဆိုင်ရမှာက Premier League ရဲ့ချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံး Arsenal ကိုဝေးကွက်မှာရင်ဆိုင်ရမှာပါArsenal ဆိုတာလက်ရှိ Premier League ရဲ့အကောင်းဆုံးအသင်းဖြစ်နေပြီးဒီအသင်းကို Man City လို United အသင်းအနိုင်ကန်မယ်ဆိုတာဒါကပြောကြည့်ရလားတကယ်ကြီးလုပ်ပြမှာလားဆိုတာကစဉ်းစားစရာပါဒါအပြင်အင်ကွင်းရှုံးပွဲမရှိသေးတဲ့ Arsenal အသင်းကို United အသင်းကနိုင်အောင်လဲဒီလောက်ကြီးလွယ်ကူမနေလို့ United ထက်TNT ဖန်တွေကပို့ပြီးတော့လေကြီးနေခဲ့တာလို့ပဲပြောရမှာပါ Man City ကိုကန်ကောင်းလို့နိုင်တာမဟုတ်ပဲတကယ်ကောင်းလို့နိုင်ခဲ့တာကိုတော့ချီးကျူးရမှာပါဒါပေမဲ့ Man City ကိုနိုင်အောင်လောက်နဲ့ Arsenal ကိုနိုင်မယ်ဆိုတာကတော့ပြောရစောနေသေးပါလေတပိုင်းတွေကပြန်မယ်တွေးဆုံနိုင်သူတင်ကိုတင်အပြိုင်ဆိုင်စော်ကြပြီးပွဲကောင်းတစ်ပွဲရသက်ကိုပေါ်လွင်စေခဲ့တာပါပထမကြောကတော့ United အိမ်ကွင်းမှာ Arsenal ကတကောကိုမရှိနဲ့ကပ်ပြီးတော့နိုင်ခဲ့ပါတယ်ဒီချိန် Arsenal အိမ်ကွင်းတွေးဆုံရမှာဖြစ်ပြီးတော့ Arsenal ကလည်း Man City နဲ့ရမှတ်ဆက်လက်ကွာဟစေဖို့အတွက် United ကိုနိုင်အောင်ကစားရမှာပါလက်ရှိ form နဲ့လူစင်းရ Arsenal အသင်းကအသာရနေပြီး United အသင်းမှာ Man City ကိုနိုင်ခဲ့တဲ့စိတ်ဓာတ်တစ်ခုနဲ့ Arsenal ကိုရင်ဆိုင်ရမှာပါနောက်တစ်ချက်က United ကို Arsenal ကိုလည်း Man City နဲ့အတိုင်းကောင်တာချောင်းကစားဖို့ရှိပြီး Arsenal အမားကိုစောက်ပြီးကစားသွားမှာပါဒီဝဲစင်က Arsenal ကွင်းမှာကစားမှာဖြစ်ပေမဲ့ Arsenal ကလည်းမလွယ်သလို United ကလည်းလွယ်ကူမနေပါဘူးတခုတတိထားမှာကမိုက်ကယ်ကာရီရဲ့နီးပြပြောင်းပြောင်းမှုဖြစ်ပြီးမိုက်ကယ်ကာရီဟာ United ယာယီနီးပြပွားနှစ်ချိန်အတွင်း Arsenal, Man City, Chelsea တို့နဲ့တွေ့ဆုံခဲ့တာပါအဲဒီသုံးပွဲမှာတော့ Arsenal နဲ့ Man City ကိုနိုင်ခဲ့ပြီး Chelsea ကိုတေးကြခဲ့ပါတယ်ဒါကြောင့်ပွဲကြီးတိုးတဲ့နီးပြမိုက်ကယ်ကာရီက Arteta ရဲ့ Arsenal ကိုဘယ်လိုမျိုးရင်ဆိုင်တိုးပြန်သွားမှာလဲဒီဝဲစင်ကလာမယ့်တင်းဝင်နေ့ည7:00နာရီမှာ Arsenal ရဲ့ Emirates ကွင်းမှာရှင်ပြိုင်သွားမှာပါလန်ဒလာနေတဲ့ဂန်နာတွေကို United ကပဲတိတ်ဆိတ်စေမှာလားဒါမှမဟုတ် TNT တွေကိုအိမ်မန်ဆိုးတွေပေးပြီး Arsenal တို့ပြန်ပြီးချောင်းလန့်နေမှာလားဗီယိုလင်းကဒီလောက်ပါပဲအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဒုတိယဆင်နေတိုင်းကိုကျေးဇူးထိုးပဲတင်ရှိပါရခင်ဗျာ